တီရွာမှာမကွေးနယ်မှာပခုတ်ကူခရိုင်ရိမ်မြို့နယ်မှာပန်းစွာကြီးရွာခမီးတော်ဦးစိန်ထုံးနဲ့အမိမေတော်တော်အေးမြမှာ1319နတော်လာသရှိရဲ့ဂျာနာမရီနေမှာအခါပေးကဖွားမြင်ခဲ့တာတဝူတော်စင်းရင်ဆွေမျိုးသားချင်းများစွာပေါ်လာစရုပ်ထနေရယူထားနိုင်တဲ့သာအလားရှရနာပါစာတီရွာမှာမကွေးနယ်မှာပကုတ်ကူခရိုင်ရိမ်မြို့နယ်မှာပန်းစွာကြီးရွာခမီးတော်ဦးစိန်ထုံးနဲ့အမိမေတော်တော်အေးမြမှာ1319နတော်လာသရှိရဲ့ဂျာနာမရီနေမှာအခါပေးကဖွားမြင်ခဲ့တာတဝူတော်စင်းရင်ဆွေမျိုးသားချင်းများစွာပေါ်လာစရုပ်ထနေရယူထားနိုင်တဲ့သာအလားရှရနာပါတန်းဆောင်ရွာဖရာကြီးကျောင်းတော်ဗရဏအိမ်တော်သားမြတ်စရာဥပစ္စေပြုလို့တာကျေးဇူးရှင်မိဘနှစ်ပါးရဲ့ပစ္စယနှုတ်ခါခံယူကတာမဏေဘဝတို့ရောက်ခဲ့ရတာတောင်ကြီးမြို့ဥပသိန်းနဲ့ဒေါ်တန်းလူရဲ့ပစ္စယနှုတ်ခါခံယူကဗရဏမာနိတာအပိဝဏဆရာတော်မှာဗုဒ္ဓချစ်သားမြတ်ရဟန်းဖြစ်လေတာဝိယနီပန်းစွာကြီးရွာဖရာကြီးကြောင့်ပရဝမှာဗိမာန်တော်နှစ်ထပ်ကျောင်းနေစောသာဆောင်နှစ်ထပ်ကျောင်းမှာမူလာတန်းကျောင်းအလကားထားခွဲကျောင်းနဲ့အထက်တန်းကျောင်းကြီးရဲ့စိတ်များသစ္စာဝန်ထမ်းဆောင်မှာဆရာမကြီးကျောင်းဆောင်အသိရဲ့အကသာကွင်းနဲ့ရည်ရည်စင်အိမ်တိုင်းကိုလျက်စင်မီနဲ့အဝစီတွင်များတူပေါ်ပြီးလေကဗရဏမာနိတာအဘိဝန္ဒဆရာတော်မှာတတိပေါ်ညွန်ကကပိမောကောများတင်ပေးနိုင်လေတာရန်ကုန်တိုင်းဒေသကြီးအရှိပိုင်းခရိုင်ဒေါ်ပုံမြို့နယ်သာသနာဝန်ထပရိယတ်တိစာတင်တိုက်တိုင်းဗရဏနာယကဆရာတော်ဗရဏမာနိတာအဘိဝန္ဒဆရာတော်ဖယားမှာလောကီလောကုတ္တရာနှစ်ဖြာကောင်းကျိုးများပြုလုပ်ဆောင်ရွက်လျက်ရှိတာတက်ကြီးပူဇော်ပွဲများကျင်းပပြုလုပ်ပေးခြင်းဗလာမပါကန်ဆန်းမဲများမဲပေါက်ပေးခြင်းတပိယံတန်ခါများစွာပရိယတ်တိစာပေများအားတင်ကြားပို့ချကဆရာတော်ဖယားကြီးအားဂုဏ်ပြုသောအားဖြင့်ကေဘီထိတ်ထားမောင်နှင့်အလူပညာဖန်တီးတင်ဆက်၍ဒီတန်ရှင်ကိုစွမ်းချစ်တော်မှာမေတ္တာဖြင့်ဂုဏ်ပြုတည်ဆူပေးလိုက်ရပါတယ်ခင်ဗျာဆရာတော်အရှိဖယားဖွားမြင်ခဲ့တဲ့စာတီရွာမှာမကွေးနယ်မှာပခုတ်ကူခရိုင်ရိမ်မြို့နယ်မှာပန်းစွာကြီးရွာခမီးတော်ဦးစိန်ထုံးနဲ့အမိမေတော်တော်အေးမြမှာ1319နတော်လာသရှိရဲ့ဂျာနာမရီနေမှာအခါပေးကဖွားမြင်ခဲ့တာတဝူတော်စင်းရင်ဆွေမျိုးသားချင်းများစွာပေါ်လာစရုပ်ထနေရယူထားနိုင်တဲ့သာအလားရှရနာပါ
စွာရွာဖရာကြီးကြောင်းတော်ဗရဏအိမ်တော်သားမြတ်စရာဥပစ္စေပြုလို့တာဂျေဇုရှင်မိဘနှစ်ပါးရဲ့ပစ္စယလောကဟခံယူကတာမဏေဘဝရူရောက်ခဲ့ရတာတောင်ကြီးမြို့ဥပသိမ့်နဲ့ဒေါ်တန်းလူရဲ့ပစ္စယလောကဟခံယူကဗဒနာမာနိတာအပိဝန္ဒဆရာတော်မှာဗုဒ္ဓချစ်သာမြတ်ယဟန်ဖြစ်လေတာဝိယမြေပန်းစွာကြည်ရွာဖယားကြီးကြောင့်ပရဝမှာဗိမာန်တော်နတ်ထကျောင်းနဲ့စောစာဆောင်နတ်ထကျောင်းမှာဘူလာတကြောင်းအလကားထားခွဲကျောင်းနဲ့တတန်းကျောင်းကြီးရဲ့စိတ်များသစ္စာဝန်တန်းဆောင်မှာဆရာမကြီးကျောင်းဆောင်အတိရဲ့အကသာကွေးနဲ့ရည်ရင်းရည်စင်အိမ်တိုင်းကိုလည်းရစင်ပြီးနဲ့အဝစီတွင်မြတ်တူပေါ်ပြီးလေကဗရဏမာနိတာအဘိဝန္ဒဆရာတော်မှာတဏိဘောညုံကကမိမောကောမြတင်ပြီးနိုင်လေ